ဒီလိုမျိုးတစ်ခါမှ experience မရှိသေးဘူးဆိုလို့ရှိရင်လည်းစမ်းကြည့်စေချင်တယ်ပေါ့နော် လမ်းကောင်းလားအားလုံးပဲမင်္ဂလာပါကိုပိုင်ကတော့ဒီနေ့ weather app မှာကြည့်လိုက်တာလုံးဝမိုးမရွာဘူးဆိုတာနဲ့ကိုပိုင်ခေါင်းမိုးတက်မှာပေါ့နော်တန်ကလေးနဲ့ထိုးပြီးတော့ဒီညအိမ်မှာဖြစ်ပါတယ်အရင်ကဆိုရင်မီးပြတ်တဲ့ညတွေနဲ့နှွေရာသီညတွေမှာဆိုရင်အမြဲတမ်းဒီတန်ကလေးနဲ့အိတ်တယ်ပေါ့နော်အခုနောက်ပိုင်းမအိတ်တာကြတော့ပြန်ပြီးတော့အိတ်ချင်လာတယ်ဒီတန်အမျိုးအစားလေးက waterproof လို့ပြောပေမဲ့အရန်မိုးတဲ့ရင်တော့ရေမလုံးပါဘူးတာမန်ဒီနှင်းကြတဲ့အချိန်ဒီမှာဆိုရင်တော့အဆင်ပြေပါတယ်ချိန်ကောင်းရဲ့တက်ပလက်ရဲ့ဒီညစားဖို့ခောက်ဆွဲဘူးရဲ့တပူနှစ်ပူရဲ့ကော်ဖီမဲပယုတ်စီပန်ကာကဲအရင်ဆုံးပန်ကာလေးကိုအရင်ချိန်ပြီးတော့စတန်မှာခါရတက်လိုက်မယ်ကိုပိုင်ဒီတက်အမျိုးစားလီနည်းနည်းလုံတော့လေပန်ကာရှိမှအဆင်ပြေမှာဒီခါလေးကြားလို့ရှိရင်ကိုပိုင်ကစိတ်ဖိစီးမှုများလာတဲ့အခါဒါမှမဟုတ်လို့ရှိရင်စိတ်တွေမွန်းကျက်နေတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကိုယ့်ကို isolation လုပ်ဖြစ်တယ်တယောက်တည်းတီးတဲ့ relax လုပ်တာပေါ့နော်အဲ့ခါကျတော့ဒီလိုတန်လေးထဲမှာကိုစားခြင်းနဲ့ကော်ဖီနဲ့ခောက်ဆွဲလေးတွေပြီးသွားလို့ရှိရင်တက်ပလက်တစ်လုံးရဲ့ဖန်လေးတစ်ခုရဲ့အဲ့ဟာလေးပဲလိုအပ်တယ်ဒီလိုမျိုးတစ်ခါမှ experience မရှိသေးဘူးဆိုလို့ရှိရင်လည်းစမ်းကြည့်စေချင်တယ်ပေါ့နော်ကဲအခုကြည့်နေနေတော့တိတ်ညိုရိုးတယ်မလားစပါအောင်လမ်းကောင်းလားအပြင်မှာမိုးလေးနည်းနည်းအေးနေတဲ့အချိန်ပြမှာဆိုလို့ရှိရင်ခောက်ဆွဲပြုတ်ကပိုရတာရှိတယ်မိုးနည်းနည်းချင်းတန်ကြားလာပြီးမိုးအုံလာပြီးဆိုရင်ခောက်ဆွဲတာပြေးပြုတ်ပြီးတော့စားလိုက်တော့ခိုင်ကြရလေစိတ်ပီစီမှုများလာတဲ့အခါကျလို့ရှိရင်ဟောလို့ပူပူဆက်ဆက်တွေမိုးအေးတုံးစားပြက်နောက်ပြီးခုလိုတယောက်တည်းဒီတန်လေးကိုပေါ့နော်ရှစ်ဖြင့်တဲလေးနဲ့နေရတကယ် relax ပဲဆောနာတော့နည်းနည်းလေးချမ်းတယ်လို့အေးတယ်လို့နဲ့အခုတော့ခောက်ဆွဲပြုတ်စားရတာတော်တော်ပူသွားအချိန်ကလည်းည7:45ဖြစ်နေပြီဆိုတော့အိတ်ချိန်ကန်နေပြီပေါ့နော်အဲ့တော့အိတ်လိုက်ပါတော့မယ်ဒီညနင်းနင်းချာချာအိပ်ပျော်ဖို့အတွက်လက်ပံနာ sleep band လေးလိမ့်ပြီးတော့မှကိုပိုင်အိပ်ဖြစ်တယ်အဲ့တော့အဆုံးထိကြည့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်